တလုံးတို့ဘားချိန်နီလေးမျှဝေပေးမှာဖြစ်ပါတယ်မိမိကတလုံးတို့သုံးဆွဲတဲ့သူဘားချိန်နီမတက်သေးတဲ့သူမတည်သေးတဲ့သူဆိုလို့ရှိရင်ကျွန်တော်တို့ဒီဗီဒီယိုဖိုင်လေးကိုစုံအောင်ကြည့်သွားရင်ဘားချိန်တက်တော့မှာဖြစ်ပါတယ်အဲ့တော့ဘားချိန်နာမှာကျွန်တော်တို့စတုပ်ချိတ်လေးတီးလို့ရှိရင်ပိုးပြီးတော့အဆင်ပြေပါတယ်ဘားချိန်တဲ့အခါမှာကျွန်တော်တို့တချို့ကတဘာဖိတဘာလော့တဘာဖိတဘာလော့အချိန်မှာအင်လက်ဘာဖိအေဇောဘာချိန်နဲ့ဒီစနစ်တွေလည်းရှိကြပါတယ်တချို့ကလည်း flying wheel မှာခင်ရနဲ့ကောက်ပြီးမှကျွန်တော်တို့ချိန်ကြတာရှိပါတယ်ဒါပေမဲ့ရိုးရှင်းစွာလေးချိန်လို့ရတယ်ဆိုတဲ့အကြောင်းလေးကိုတစ်ချက်မျှဝေပေးမှာဖြစ်ပါတယ်ကျွန်တော်တို့အင်လက်ဘာအေဇောဘာနှစ်ခုခွဲပါဒါကတော့အေဇောဘာဖြစ်ပါတယ်အေဇောမနီဘိုဘက်ကအေဇောဘာဒါကတော့အင်လက်မနီဘိုဘက်ကအင်လက်ဘာဖြစ်ပါတယ်အဲ့တော့အဲ့ဒီဘာနှစ်ခုကိုခွဲပါခွဲပြီးလို့ရှိရင်တိပိဟိဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘာကိုဘယ်လိုမျိုးစပြီးတော့ချိန်ရမယ်ဟဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အင်လက်ဘာအပိစကြည့်ပါမယ်အင်လက်ဘာပြီးသွားတဲ့အချိန်ရကြလို့ရှိရင်ကျွန်တော်တို့ intake stroke ဖြစ်ပါတယ်အင်လက်ဘာစပြီးပြီးလာတယ်ဆိုလို့ရှိရင်အေဇောဘာရက်နေတယ်ဟဲ့ဆိုလို့ရှိရင်ဒီချိန်ရကြတော့ဒါကဒီမှာနှစ်ဘားသလုံးကျွန်တော်တို့လွတ်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ဒါဒီ corporation overlap လို့ပြောလို့ရပါတယ်ဒီကောင်က overlap နော် overlap နှစ်ဘားသလုံးပြီးနေတာခင်ဗျဘာတစ်ခုမှအလုံးမလုပ်သေးပဲနဲ့နှစ်ဘားသလုံးပြီးနေတဲ့အတွက်ကြောင့်ဘားတန်ရကရနဲ့တွက်မယ်ဟိဆိုလို့ရှိရင်အင်လက်ဘားက15 20အပန်ဝန်းကျင်လောက်ပေါ့နော်ပွင့်နေပါပဲဒီကောင်ကကြတော့ကျွန်တော်တို့ဆက်ခွန်20ခွန်အပန်ဝန်းကျင်လောက်ကိုအေဇောဘားကလည်းပွင့်နေမှာဖြစ်ပါတယ်အဲဆိုလို့ရှိရင်ကျွန်တော်တို့ဖလိုင်းဝီယာနဲ့လှည့်လိုက်တဲ့အခါကျလို့ရှိရင်အင်းလက်ဘားလေးကစပြီးမှဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ competition stroke ကိုကနော်ဆယ်တိုင်းမချုပ်ဘူးမချုပ်ဖက်နဲ့လည်းကြည့်လို့ရတယ်ကျွန်တော်ကတော့အခုဒီမှာနော်ဆယ်နဲ့ပတ်သက်ပြီးတော့ထွင်လီတွေလှုပ်ချင်လို့အတွက်ကျွန်တော်နော်ဆယ်တိုင်းချုပ်လိုက်တယ်ပို့ပြီးတော့ထင်သာမြင်သာတိတောင်အောင်လို့ကျွန်တော်ကဟိုမှာကျွန်တော်ပြပေးမယ်ပေါ့နော်ပြပေးမယ်ပင်စတင်သီးထိတ်တက်တဲ့ရောက်နေတာပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ပင်စတင်သီးကကျွန်တော်တို့ TDC ကိုပြန်ရောက်နေတာပေါ့နော်သူကတော့ဘာနှစ်ဘားသလုံးဒီလိုမျိုးပြိနေတဲ့အချိန်ပင်စင်သီးထိတ်တက်တဲ့ကိုရောက်နေတဲ့အချိန်ကကျွန်တော်တို့ဘာနှစ်ဘားသလုံးလည်းပြိနေတဲ့အချိန်ဒီသူက overlap အချိန်ဖြစ်ပါတယ် overlap ခေါ်ပါတယ်အဲ့ဒီအချိန်ကဘာတစ်ခုမှလည်းအလုံးမလုပ်သေးလို့လေလည်းမစုပ်သေးဘူးလေလည်းဖိကြည့်တဲ့အချိန်မဟုတ်ပါဘူးအဲဒါကြောင့်မလို့ကျွန်တော်တို့ဒီ overlap အချိန်မှာအခုနေတော့ဖလိုင်းဝီကိုကျွန်တော်တို့အင်ဂျင်လှည့်တယ်လို့မျိုးပဲခေါင်းလှည့်တယ်လို့မျိုးပဲလှည့်တဲ့အခါကျရင်ကျွန်တော်တို့ပုံမှန်တိုင်းလှည့်တဲ့အခါကျရင်ကျွန်တော်တို့အင်းလက်ဘားကအထက်ကိုပြီးတော့မှာဖြစ်ပါတယ်ပြီးလာပြီလည်းပြီးရောအေဇောဘားလေးအောင်လှုပ်ကလေးပဲအပေါ်နည်းနည်းလေးတက်မှာဖြစ်ပါတယ်နည်းနည်းလေးတက်လာတဲ့အချိန်မှာအေဇောဘားကစပြီးတော့ပိတ်လိုက်ပြီပေါ့နော်ပိတ်လိုက်ပြီပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါဘားချိန်မဲ့ data တစ်ခုကိုကျွန်တော်ထုတ်ထက်မှာပင်စတင်တီးကိုကျွန်တော်ပြမယ်နော်ညီကိုတို့အဲဆိုလို့ရှိရင်ပင်စတင်တီးဟိုမှာထိပ်ဘူးအချွန်လေးမြင်နေရတယ်နော်ဟုတ်ပြီအဲဆိုလို့ရှိရင်မြင်နေရတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒါပင်စတင်တီး TDC ကိုရောက်နေပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကဲလှည့်ကြည့်မယ်ပုံမှန်တိုင်းမလှည့်တဲ့အခါမှာဒီမှာဒီဘားလေးအပေါ်ဘက်ကိုလှုပ်ပြီးတော့ဒါကလီယာဖြစ်သွားပြီเนาะစပြီးတော့ဒီမှာအင်းလက်ဘာကနိုးဖေးဖေးလေးထောင်းအင်းလက်ဘာကစပြီးတော့ကျွန်တော်တို့ပိတ်သွားတယ်ပိတ်ပြီးပြန်တက်လာတယ်ပေါ့နော်ပြန်တက်လာတဲ့အချိန်သူကအကြရင်ပင်စတင်သီးကကျွန်တော်တို့ competition stroke ကုံသွားပြီအပါဝါ index stroke ကုံသွားလို့ competition stroke ဘက်ကိုရောက်လာပြီပေါ့နော်ရောက်လာပြီပြန်ပြီးတော့ဖြည်းဖြည်းချင်းဒါပေမဲ့ဒီကဘားကိုကျွန်တော်တို့ချိန်လို့မရသေးပါဘူးအဲ့တော့ကိုကဟိုမှာပင်စတင်သီးလေးကြည့်ထားလို့ရတယ်ဒီကဘားကလေးအကွာကိုကြည့်လို့ရတယ်နော်ပင်စတင်သီးလေးကြည့်မယ်ဟဲ့ဆိုရင်ဒါရပြီကြည့်ပါဘောနော်အဲ့ပင်စတင်သီးနဲ့တက်လာလို့ကျွန်တော်တို့ TDC ကိုရောက်သွားပြီပေါ့နော်ဟိုမှာမြင်းနေရတယ်ထိအချွန်လေးပေါ့နော်မြင်းနေရတယ်သို့ပေမဲ့အဲ့ဒါမပါဘူးဟဲ့ဆိုလို့ရှိရင်လေဒီမှာကလီယာနှစ်ခုဝေးသွားပြီပေါ့နော်အဲ့ချိန်ကကြတော့ကျွန်တော်တို့အင်းလက်ဘားရောအေဇောဘားရောပိတ်နေတဲ့အချိန်ဖြစ်တယ်ပေါ့နော်ဘာလို့ဆိုသူဖိထားတဲ့မောင်းနှမောင်းလုံးမရှိဒီချိန်က competition stroke အဆုံးအချိန်ပေါ့နော် stroke အဆုံးအချိန်ပေါ့အဲ့ဒီအချိန်ကိုကျွန်တော်တို့ဘားချိန်ပေးရမှာဖြစ်ပါတယ်မြည်သည့်ဆက်မစိုးပေါ့နော် competition stroke အဆုံးအချိန်ကိုဘားချိန်တဲ့အခါမှာပိုးပြီးတော့ဒီနှိုးရတာလွယ်ကူတာတွေပောက်ကွဲတာလွယ်ကူတာတွေကိုပိုးပြီးတော့ဖြစ်စေတယ်ပေါ့နော်နှိုးရတာပေါ့ပါရှိတယ်ပေါ့နော်အင်ဂျင်နဲ့တစ်လုံးကိုက်ညီမှုတွေပိုရှိသေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါအင်းလက်ဘားကဘားကိုဘယ်လောက်ချိန်မလဲဆိုလို့ရှိရင်အင်းလက်ဘားကကျွန်တော်တို့35ဒါတရုတ်အင်ဂျင်နေမှာပေါ့နော်ဒီအေဇောဘားကို45လောက်ချိန်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီကနော်ဇယ်ဘောက်ကမကြည့်ဘဲနဲ့ခုနကလိုတက်လာပြီးတော့အရင်ဆုံးပစ္စည်းသီးဘယ်လောက်ဆင်းမယ်ဆိုတာကိုနောက်တစ်ချိန်ကျွန်တော်ထပ်ပြီးတော့ထွန်လေးလုပ်ပြပေးမှာဖြစ်ပါတယ်ဒီကတော့ကျွန်တော်တို့ဘားကတော့ချိန်ပြီးသားဖြစ်တယ်ပေါ့နော်ဒါအင်းလက်ဘားကိုကျွန်တော်တိုင်းလိုက်ပါ
ဒါဆိုလို့ရှိရင်နော်ဒီမှာ35နော်အဲ့ဒီမှာ35ဖြစ်သွားပြီအေဇောဘာဆက်ပြီးတော့တိုင်းလိုက်မှာပေါ့နော်အေဇောဘာဒါဆိုရင်45ပေါ့နော်ဒီမှာ45အဲ့တော့အင်းလက်ဘာအေဇောဘာအားကိုကျွန်တော်တို့ဖီလာကလေးနဲ့တိုင်းသွားပြီးချိန်ရတယ်ပေါ့နော်ဖီလာကလေးနဲ့တိုင်းသွားပြီးချိန်တော့ဒီမှာနော်ကိုနံပါတ်ကလေးအဲ့တိုင်းသွားပြီးချိန်ပါတယ်တလုံးတို့မှလည်းကျွန်တော်တို့ကဒီဖီလာကလေးတွေသုံးပေးပါတယ်အဲ့တော့တလုံးတို့တကယ်လို့သုံးဆွဲနေတဲ့ညီကိုတွေပါတယ်ဟဲ့ဆိုလို့ရှိရင်တော့ပြုတ်ပြင်းတဲ့ညီကိုတွေပါတယ်ဆိုရင်ဖီလာကလေးတစ်ခုတော့ဝယ်ပြီးတော့ဆောင်းထားတင်တယ်ပေါ့နော်မတူပါဘူးခင်ဗျလက်မှန်းချိန်တာနဲ့အကြတော့လေတိုင်းတာရဲပေါ့အဲ့တော့ဥပမာဆိုကြပါစို့ကျွန်တော်တို့က overlap အချိန်က corporation ပင်စရင်တိထိရောက်တဲ့အချိန်2ချိန်ပဲရှိပါတယ် overlap အချိန်နဲ့ corporation အချိန်ဒါဆိုရင် corporation အချိန်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဘာဆက်ပြီးတော့ပြီးမလဲဟဲ့ဆိုရင် exoba ပြီးမှာဖြစ်ပါတယ်ကျွန်တော်တို့ဆက်ပြီးတော့တစ်ချက်ကြည့်အောင်လှည့်လိုက်လက်ဘယ်ကိုလက်ဟုတ်ပြီလက်ဒါဆိုလို့ရှိရင် corporation မိပေါက်ပြီးလို့အောက်ပင်စရင်တိဆင်းသွားပြီဆင်းသွားလို့သူကကုံဆုံးလို့ဆုံးငင်ကြရင် exoba စပြီးပြီပေါ့နော်အဲဒီမှာပြီးသွားပြီပေါ့နော် exobaနော်ပြီးသွားပြီဒီဘာအချောင်တိုင်းပဲလက်ဒါဆိုရင်အေဇောဘလုံးဝပွင့်သွားပြီအေဇောဘပွင့်သွားတဲ့အချိန်မှာပင်စရင်သီးဟိုမှာပြန်တက်လာပြီတဖြည်းဖြည်းနဲ့နော်အဲ့တော့အေဇောဘပွင့်သွားပြီပွင့်သွားတဲ့ပွင့်သွားပြီလုံးဝဆုံးငင်ကြတော့သူကဓမ္မအင်းလည်းဘာလဲပြီးအေဇောဘလည်းအပြီးမှာပင်စရင်သီးလည်းထိတ်ပြန်ရောက်လာပြီနော် BTC ကို TTC ကိုပြန်ရောက်လာပြီထိတ်တော့မမြင်ရတော့ဟုတ်ပြီနော်ပြန်ရောက်လာပြီအဲ့ဒီအချိန်မှာကျွန်တော်တို့ကဒီချိန်ကကျွန်တော်တို့ overlap အချိန်မှာ overlap အချိန်ကကြတော့အချိန်ဒီဘာနှစ်ပါးသလုံးကနည်းနည်းလေး overlap အချိန်ကကျွန်တော်တို့ဘာနှစ်ပါးသလုံးပြီးနေတဲ့အချိန်ဒီ overlap အချိန်နော်အကောင်းဆုံးကတော့အဲ့ဆိုရင်ကျွန်တော်တို့တပါးကျွန်တော်တို့အင်းလက်ပါဒီချိန်မှာဆိုလို့ရှိရင် overlap ဖြစ်နေတဲ့အတွက်ကြောင့်သူက overlap အချိန်ကနှစ်ပါးသလုံးပြီးမယ်အဲ့ဒါ overlap ပြီးတော့ဆဆလှုပ်ချင်းမှာအေဇောဘာအင်းလက်ပါစပြီးပွင့်မယ်နောက်တစ်ချိန်ဖြတ်သွားမယ်လားလှည့်ကြည့်အင်းလက်ပါပွင့်ပြီเนาะဒါဆိုရင်အင်းလက်ပါပွင့်သွားပြီသူကလေစပြီးတော့ဒီစုပ်ပြီပေါ့နော်သူကစုပ်မယ်စုပ်ပြီးသွားပြီဆိုချင်းပြန်တက်လာတဲ့ဆိုင်ချမ်းအချိန်တို့လို့ရှိရင်ကျွန်တော်တို့ဒါပင်စင်သီးကအပေါ်ဘက်ကိုပြန်တက်လာတာတေချာဝိုက်ပေါ့နော်အင်းလက်ပါပြန်တက်လာတဲ့အချိန်ကျအားကြလို့ရှိရင်သူ့ကိုလှုပ်ကြည့်လိုက်ဒါမှချောင်းသွားပြီဒီကောင်ကလည်းကလီယာဖြစ်သွားပြီเนาะဘာလို့ကလီယာဖြစ်သွားလဲဆိုတော့သူက corporation stroke ကိုအစာပြိုးလာတာပေါ့နော်အဲ့တော့ဒါဆိုရင်ရပြီဒီလောက်ကလီယာဖြစ်နေဟေ့ဆိုလို့ရှိရင်ဒါဆိုရင် corporation stroke နှစ်ပါးအဲ့ချိန်မှာနှစ်ပါးသလုံးချိန်ပေးပါပါနော်ဖလိုင်းဝီဖြုတ်ထားတာမထုတ်ထားဖြုတ်ထားတာဖလိုင်းဝီနဲ့ margin ကောက်เสียမလိုဘူးလို့တော့မှပြောလို့ရတယ်ပေါ့နော်ကျွန်တော်တို့ကတော့တစ်ခါမှဖလိုင်းဝီနဲ့ margin ကောက်ပြီးတော့ချိန်လိုက်တာအလုပ်ကိုတော့မလုပ်ဘူးပေါ့နော်တစ်ခါတလေကြမှာဒါဖလိုင်းဝီ margin ကောက်တဲ့နီးစနစ်ကိုကျွန်တော်တို့ထပ်ပြီးတော့လောက်ကြည့်တာမျိုးပဲရှိတယ်ပေါ့နော်တကယ်တော့ဘာက corporation ဖြစ်တဲ့အချိန်မှလားဘာချိန်ရင်ကျွန်တော်တို့ဒါပြီးပါတယ်အားကြရင်ဘာချိန်တဲ့အခါမှာညီကိုတို့ကဒီမောင်းလေးကိုဒါလေးကိုနက်ကလေးနဲ့ဖွာလိုက်ပါဒီထဲကိုဖီလာကိတ်ကလေးထိုးထည့်ပါနော်ဒီအဲ့ဒါကိုဖီလာကိတ်ကလေးထိုးထည့်ပါဒါကကြတော့35ဖီလာကိတ်ကလေးဒီလိုထိုးထည့်ပြီးတော့ကျွန်တော်တို့ညီကိုတွေကဒါလေးကိုဖွာပြီးဝက်လက်ကြောက်ထည့်ပြလေးနဲ့ဖွာလဲဖွာဒီကောင်းနဲ့ဒီနက်ကောင်းလေးကိုဖွာပြီးကြောက်လက်ပြလေးနဲ့ဒီကောင်းလေးကိုကြက်ဖွာအလျှော်တင်းလောက်တဲ့အခါကျဒီမှာအတန်လေးကြလာပြီညီကိုတို့ရှိနေနော်အကြက်ကြီးလည်းမဟုတ်ဘူးကလီယာလည်းလုပ်လို့ရမယ်အဲ့လိုအနေထားလေးပေါ့နော်အဲ့လိုမျိုးလေးချိန်ပေးခြင်းအားဖြင့်ကျွန်တော်တို့ဒီဆက်ဒီမှာဒါမိပေါက်တယ်ပေါ်ပါတယ်ပြီးလို့ရှိရင်နှိုးရတာလွယ်ကူမယ်အနှိုးမထိုင်းဘူးပေါ့နော်သူကဒီ coordination ပါခြင်းသူကဘာဝေးသွားရင်ဘာဖြစ်မလဲဆိုတော့မြန်မာစကားပုံမှာရှိတယ်ပေါ့နော်ကားပြေးမယ်ဆိုတဲ့စကားပုံကြတော့ကျွန်တော်တို့ဒီဘာဒိုင်ယာကရန်နဲ့တွက်တဲ့အခါကျတော့လုံးဝအမှားဖြစ်နေတဲ့ခမနော်ဘာဒိုင်ယန်ကရန်နဲ့တွက်မှဟိဆိုရင်မြန်မာစကားပုံမှာရှိတယ်ဘာဝေးရင်ကားပြေးတယ်ဆိုတဲ့စကားပုံကဒီဘာဒိုင်ယန်ကရန်မှာလုံးဝမှားပါတယ်ဒီဟာကတလုံးလုံးမှာဒါဘာဒိုင်ယန်ကရန်လို့ခေါ်ပါတယ်ဘယ်ချိန်မှာပိတ်မယ်ဘယ်ချိန်မှာဘာကြီးဖွင့်မယ်ဆိုတာကိုကျွန်တော်တို့ကစက်ပြင်းတဲ့လူကသိထားမှာဖြစ်ပါတယ်အဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီသူ့အတိုင်းကိုတေချာလေးစနစ်တကျဒါပြန်လဲချိန်ညှိပြီးသွားပြီဟိဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒါအသုံးပြုလို့ရပြီပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ဘာချိန်နဲ့အပိုင်းလေးပြီးပြီးလို့ပြောလို့ရပါတယ်โอเคတော့ပါပြီကဲအဲ့တော့ဘာချိန်တဲ့အတိုင်းလေးပြီးတော့ဆိုတော့ကျွန်တော်တို့ဒီဟာလေးတွေတေချာကြက်မယ်ဒါလေးတွေတေချာကြက်မယ်ဒါလေးတွေကြက်မယ်ပေါ့ကိုကဖြုတ်ခက်လို့ရှိရင်မဖြုတ်ခိုင်းလဲဒါလေးတွေတေချာစနစ်တကျကြက်ပြပါဒါတစ်ချောင်းအဲ့တော့ခုနဘာဝေးမဲ့အကြောင်းလေးမေ့သွားလို့ပါဘာဝေးမဲ့ဟိဆိုလို့ရှိရင်သူကဘာဖြစ်လဲဟိဆိုလို့ရှိရင်ဒီအင်းလက်ဘာတွေပြန်ပြီးပိတ်တဲ့အချိန်နဲတော့မှာနော်ဒီအင်းလက်ဘာအရန်ဝေးတယ်အေဇောဘာဝေးတယ်ဟိဆိုရင်လို့ရှိရင်အင်းလက်ဘာပိတ်တဲ့အချိန်က
ဝေးသွားမှာပိတ်တဲ့အချိန်နောက်ကျပါမှာနောက်ကျလာတဲ့တပြိုင်နက်ပင်စင်သီးကအပေါ်တော်တော်တက်လာပြီးမှပိတ်တဲ့ခါကျတော့ဒီဂီ90ကျော်တို့80ကျော်တို့90လောက်တို့မှပိတ်မိပြီဟဲ့ဆိုစတုတ်ထဲမှာပိတ်မိရဆိုရင်ကော်ပိုရေးရှင်းစတုတ်မှာမှတွားပြီးပိတ်မိတယ်ပိတ်တာနည်းနည်းနောက်ကျတယ်ဟဲ့ဆိုလို့ရှိရင်လေ PSI ဖိကျအားနည်းသွားမှာနော်လေဖိကျအားနည်းသွားတဲ့အခါကျလို့ရှိရင်စီဖြန်းတဲ့အချိုးနဲ့လေချိုးနဲ့ဆိုလေချိုးနည်းပြီးတော့သူကဆက်နှိုးတဲ့အခါကျရင်မိခိုအမဲလိုက်ချင်နဲ့အယုံအစွဲရောမှာဖြစ်ပါတယ်ဒါကတော့ဘာကလီယာကွာဝေးတွေမှာနဲတဲ့ဆက်တွေပေါ့အလုံးမမပန်းနဲ့ဘာပိနေတယ်ဟဲ့ဆိုလို့ရှိရင်လည်းဘာဖြစ်မလဲဟဲ့ဆိုလို့ရှိရင်ဘာဟပြီးတော့ကျွန်တော်တို့ corporation ဖိကျတဲ့အားနည်းမှာဖြစ်ပါတယ်လေဖိကျအားရောကျသွားမှာဖြစ်ပါတယ်ဘာဟတာပေါ့နော်ဘာကလည်းအရင်ပြီးနေလို့မရဘူးတလုံးနဲ့တလုံးကိုအင်ဂျင်တလုံးနဲ့တလုံးပေါ့ဒါဆိုရင်ဒါဥပမာဆိုကြပါစို့တလုံးတို့ရမတ်တက်ဘာချင်းမတ်တက်တွေရှိတယ်လို့လေးလုံးတို့မတ်တက်တွေတလုံးတစ်စီးနဲ့တစ်စီးမှမတူပါဘူးမတ်တက်တွေတိုင်းတိကျအောင်ချိန်နိုင်မှသာလေရင်ဒီကတိုင်းပေါ်မူတည်ပြီးအင်ဂျင်ပေါ်မူတည်ပြီးတော့ဖွဲ့စည်းပုံတိဆောက်ထားတာဖြစ်တဲ့အတွက်ကြောင့်တိကျအောင်ချိန်ပေးခြင်းအဖြစ်ဒါဘာဒီအင်ဂျင်တွေကောင်းမွန်အယုံအဆွဲရကောင်းတယ်လွယ်ကူစွာနှိုးလို့ရတာဖြစ်ပါတယ်ကဲကြည့်ရတဲ့ညီကိုများအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ